ရခိုင်လွတ်မြောက်နေမြေတွေမှာကုဆက်ယောဂကြောင့်တည်ဆုံသွားကြတဲ့တရိတ်ဆန်တွေကိုလုံးဝမရောက်ရှာကြဖို့နဲ့စီကံမေမစွန့်ပစ်ကြဖို့အရက်ခပြည်သူတော်လှန်ရေးအစိုးရကတားမြစ်လိုက်တယ်လို့သိရပါတယ်။ကြောက်တော်မြို့နယ်အပါအဝင်ရခိုင်ကလွတ်မြောက်နေမြေတွေကမြို့ပေါ်နဲ့ကြေးရွာတွေမှာအရက်ခပြည်သူတော်လှန်ရေးအစိုးရကလော့စပီကာနဲ့လှည့်လည်အသိပေးတားမြစ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။အဲ့ဒီလိုကုဆက်ယောဂကြောင့်တည်ဆုံသွားရတဲ့တရိတ်ဆန်တွေကိုစီကံမေမစွန့်ပစ်ပဲစနစ်တကျမြေမြုပ်စွန့်ပစ်ကြဖို့ကိုလည်းကြေညာထားတာပါအခုလက်တလုံးမှာရခိုင်ဒေသတွင်ကြောက်တော်အပါအဝင်မင်းပြားမြောက်ဦးမြေပုံစတဲ့မြို့နယ်တချို့မှာဝက်ချက်စတဲ့အင်ဝေးတရိတ်ဆန်တချို့ဟာဘာယောဂဖြစ်ပွားမှန်းမသိပဲတည်ဆုံမှုတွေရှိနေတာလည်းဖြစ်ပါတယ်အခုလိုတရိတ်ဆန်တွေကုဆက်တည်ဆုံမှုတွေရှိနေတာကြောင့်တနိုင်တပိုင်းမွေးမြူရေးလောက်ကင်ကြတဲ့မွေးမြူရေးသမားတွေမှာထိခိုက်နေတာမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင်